哎呀，古那种啊，阿伯我家的干的好吧比的，先不要阿伯家的干的好比，阿伯落的干好嘛，欧陆这个嘛叫每家讲这些，哦，谁个好嘛？古那种啊，阿伯家没谁，阿伯落的谁，阿伯落的谁个白谁来的，他妈的去，古那好那个没啥的去，阿对阿面，阿古好嘛个他妈的去阿面，阿对阿面，别罗他妈的去阿面来的。那么他尾巴的那点今年阿头的要给不够嘛？最高的这样，那么他尾巴的那点没见嘛？阿头的不够最吧嘛？别着嘛没得，哎你说这个嘛呀？阿口好嘛个他妈的去说了，尾巴的那点今年阿头的要给不够的，阿妈面阿妈对了，别路面别路对了的，不要好他，这里不谈点里巴西，这里不谈点里巴西的不要个，这里不谈点里巴个路那边要用点没行。哎，别弄好啥来的，不要在这边谈第二里边，嘎呀在这边谈，嘎呀努巴的那，为了那在这边谈，为了那努巴的那，谁打在这边谈，谁打努巴的那，他妈在这边谈，他妈努巴的那，不要好啥，那个他这个的，哈利波布，哎，不要来的，在这边谈第二里边的来路些人，这亚说大家他参与的那什么包巴里面，大家不รู้大家这个嘛呀，谁呀来一句话的路，谁呀个来。他妈的去年，他妈的去年是批把嘛，谁呀个来发达嘛，阿弟弟把嘛，谁呀个来发达嘛批把嘛，谁呀个来十来个批把嘛，谁呀个来阿那个批把嘛，谁呀个来阿多瓦公看把嘛，谁呀个来把嘛批不的，手机的机比着，大家的三年的边路个的，哎，开心嘛的，三年的边的三年不行嘛，哎，你说怎么话批包的有难怎么话的个，怎么的呀的个，3年来看到我对吧嘛。没累路去路啊！着耶稣庙里面边三年里对路呢，真正没呢。虽然你现在叫做得起几两的，没啥得起。哎着，这里不谈的呀，里吧，尾巴的那要给不过下片。啊，这年为啥年亚拉比说了些一片？阿那巴那这里个悠悠，他们他个都累死去了呗，再谈路家了呗，包着的苦吧呗的。哎着，这里不谈的呀，里吧不要好他的，嘎呀，为了那谁打他妈的。我们这弄见哪个的？啊，见的，别路见哪个的？跟着我谁个了呀？阿那巴那，这里个有来，别路有来。一啥打个打那个装来的话哟，不黑大个干部来的话哟，装那个包里个阿弟里个来的，干那哈里个阿弟里个来的，装那包里个自来，干那包里个自来，咋不对的？阿个家家太妈面了着，为了哪些了？为了哪些了着？那这边装的干的路自己的谁个呀？没你那样，别做了的，为了哪做看啥？为了哪做的？真那包了真的路做的，真的路做的着，哎，真的怎么的呀？那个阿三呢？阿来呢？阿送呢？阿弟你送来的，来的这干嘛？跟那我谁个呀？那这边装那干那里自己的干样子里边，为了哪做比看啥的？为了哪里边？为了那我阿弟里送过来的，在这里边是的那个，我这为着跑遍了的这个电脑包了的电脑阿啥的送来的，阿弟里送过了谁家的里边，谁家的里边的，看那边谁的看那里边抢哪来，那这个边比了电脑个抽过边到那包了呀，到那包了边的这个都个边看啥呀？那看啥边的哦，那哈。那我来他，我不要他好他的，为了那难路受他的，那一内部的包袱来，拿垃圾我们来，拿垃圾来人了阿白多，该啥拿垃圾的阿白多，不垃圾的人阿白多，哎着，不要好他的，为了那难的，那我内部的包袱来，哎着，为了那的，那一的包袱来着，哦，那哈，都看的都看啥的吧啦，古那种啊都看啥。都看啥不？都看为了那共送过了，谁个里啊？看啥？比如哎，这个里看啥嘞？看啥？比如这个边比如都看啥边吧啦？哦，那一来看哪？都看呢，都看啥呢的？怎么的呀吧？哪路？你都对了，谁？在看哪我下马对嘛？看哪么下路了对嘛？没办法，哎呦，看哪下来的谁的我对了，哎呦，那一怎么的呀吧的？哦，都看呢，都看啥的？怎么的呀吧啦？那俺的做的包呗，就对了。那俺的做的包，就俺的做的包呗，就对了。年年的也来阿祖把的包呗，就对了。哎呦，哦，
နာငါဒုက္ခဒုက္ခခံစားတဲ့သဘောကလည်းသူ့သဘောမဟာဘုဒ္ဓကြီးလေးပါဖောက်ပြန်နေတဲ့ယုတ်တွေကလည်းတင်းတဲ့သဘောကလည်းသူ့သဘောတောင်းတဲ့သဘောကလည်းသူ့သဘောထုံနာကလည်းသူ့သဘောအောက်နာကလည်းသူ့သဘောကြိုက်လာတာကလည်းသူ့သဘောကြက်လာတာကလည်းသူ့သဘောချွေးတွေယိုကျလာတာလည်းသူ့သဘောပူတာကလည်းသူ့သဘောအေးတာကလည်းသူ့သဘောလှုပ်တာကလည်းသူ့သဘောကာနာကလည်းသူ့သဘောယုတ်တွေကလည်းသူ့သဘောသူဆောင်နေပါလားနန္တကလည်းဒုက္ခနဲ့ဒုက္ခနဲ့ခံစားနေပါလားမြင်နေတာကြတာကြအတုပါကြီးပါလားအယုစုကြီးပါလားဒါအပုပ်အသိုးကြီးဒီယုတ်ကြီးဟာဘာမှသိတတ်တဲ့တရားမရှိပါလားလို့ဆိုယုံနာနာယုတ်ကိုလည်းသိတယ်ယုံနာကိုလည်းကွဲသွားနာယုတ်ကိုလည်းသိတယ်ယုံနာကိုလည်းသိတယ်နာယုတ်ကဘယ်ဟာလဲယုံနာကဘယ်ဟာလဲနာအကြောင်းယုတ်ကြောင့်နာအကြောင်းအဲ့ဒါသိသွားယုံနာလည်းကွဲသွားယုတ်ကိုလည်းပိုင်းခြားပြီးသိလိုက်ပြန်နာကိုလည်းပိုင်းခြားသိလိုက်ပြန်ဘုရားကဟောထားတယ်နာကိုပိုင်းခြားသိရမယ်တဲ့ယုတ်ကိုပိုင်းခြားသိရမယ်တဲ့တချို့ပြောလေပြောတာရှိတယ်နာကိုပိုင်းခြားယုတ်ကိုပိုင်းခြားသိတယ်နာမရူပပြိစေတာညာလို့အဲ့ဒီလိုပြောတယ်အဲ့ဒီလိုတော့မသိဘူးယုတ်ကိုခန္ဓာကိုရှာတော့ယုတ်ကိုပိုင်းခြားတဲ့သိတဲ့စိတ်ကလေးနာကိုပိုင်းခြားသိတဲ့စိတ်ကလေးဒါတော့သိတယ်ဗျစာတဲ့ကယုံနာမရူပပြိစေတာညာတော့မသိဘူးခန္ဓာကရှာထားတဲ့အသိကတော့စိတ်ကလေးတွေတော့အကုန်သိတယ်ဘာလဲတဲ့ဩဒီမှာရှုလိုက်တဲ့အချိန်ကယုတ်ကိုပိုင်းခြားတဲ့စိတ်နာကိုပိုင်းခြားတဲ့စိတ်ဒါတွေတော့အကုန်သိတယ်ယုံနာလည်းအပိုင်းပြတ်ကွဲနေဘယ်လိုကွဲလဲနောက်ကြတော့စိတ်ကလေးတွေကိုယုံနာကိုပိုင်းခြားတဲ့စိတ်နာကိုပိုင်းခြားတဲ့စိတ်ကိုနောက်ကြမှာကွဲအဲ့တော့အခုကယုံနာကွဲတဲ့သဘောတရားကိုသတိပဋ္ဌာန်တရားလေးပါဟာသူ့သဘောမြင်လိုက်တော့ကနဦးစိတ်ကလေးဟာကာယသတိပဋ္ဌာန်ဝေဒနာကိုသွားပြီးတော့သိလိုက်တာကဝေဒနာသတိပဋ္ဌာန်ဝေဒနာဒီအကုန်ဆုံးသွားတော့စိတ်ဓာတ်သတိပဋ္ဌာန်သူ့သဘောသူဆောင်နေပါလားလို့သိလိုက်တော့ဓမ္မသတိပဋ္ဌာန်သတိပဋ္ဌာန်တရားလေးပါဆုံးအောင်လိုက်တော့ဆုံးသွားတော့ယုံနာသဘာဝတွေသိနာဣလက္ခဏာခံစားမှုလည်းသိယုတ်ဣဖောက်ပြန်မှုလက္ခဏာတွေလည်းသိအတုပကြီးကလည်းသဘာဝသဘောတရားကြီးကိုလည်းသိအဲ့ဒီလိုသိလာတော့သတ်တတ်စီပဲသူသဘောသူဆောင်ပါလားလို့အစ္ဆတသန္တာကနေပြီးတော့ဖောက်ပြန်တဲ့သဘောကလည်းသတ်သဒုက္ခရဲ့ဒုက္ခရဲ့ခံစားနေတဲ့နာကလည်းသတ်သပါလားမြင်နေတဲ့အတုပကြီးကလည်းသတ်သပါလားအဲ့ဒီလိုကွဲလိုက်တာအစ္ဆတသန္တာကကွဲလိုက်တော့ဗဟိတကြာပြန်တော့ကွဲပြီအစ္ဆတသန္တာကမှမကွဲရင်ဗဟိတဘယ်တော့မှမကွဲဘူးအစ္ဆတသန္တာကနေပြီးတော့ဖောက်ပြန်တဲ့သဘောရဲ့ခံစားတဲ့ဒုက္ခဒုက္ခခံစားတဲ့သဘောရဲ့မြင်တဲ့အတုပသဘောကြီးရဲ့အယုစုကြီးရဲ့ဒီလိုမြင်ပြီးမှသုံးဌာနနာဣလက္ခဏာယုတ်ဣလက္ခဏာအတုပဣလက္ခဏာအဲ့ဒီလက္ခဏာ၃ပါးကိုဘုရားကြိုက်နှစ်သက်တဲ့လက္ခဏာမြင်ပြီဆိုရင်ဗဟိတလည်းလက္ခဏာ၃ပါးမြင်ပြီဘယ်လိုမြင်မလဲတဲ့မြင်လိုက်တာကအတုပအယုစုကြီးပါလားမြင်ပြီးတော့ယုတ်ချင်းမြင်ပြီးမှနာခံစားလိုက်ပါလားဒုက္ခနဲ့ဒုက္ခနဲ့ခံစားတဲ့သဘောတရားသိပြီမြင်တာကမျက်စိကမြင်တဲ့သဘောကလည်းသတ္တအတုပကြီးကသတ္တဒုက္ခဒုက္ခခံစားတဲ့သဘောကလည်းသတ္တအသံကလည်းသတ္တနာကလည်းသတ္တခံစားတဲ့သဘောကလည်းသတ္တစီကွဲနေအနတ်ကလည်းသတ္တနှာခေါင်းကလည်းသတ္တခံစားတဲ့သဘောနာကလည်းသတ္တလျှာကလည်းသတ္တယာသာယုတ်ကလည်းသတ္တခံစားတဲ့သဘောကလည်းသတ္တအတွေ့ကလည်းသတ္တကိုယ်ကလည်းသတ္တခံစားတဲ့သဘောကလည်းသတ္တမနောကလည်းသတ္တဓမ္မကလည်းသတ္တခံစားတဲ့သဘောကောင်းမကောင်းခံစားနေတဲ့နာကလည်းသတ္တအဲ့ဒီလိုအပိုင်းပြဗဟိတလည်းကွဲပြန်အဲ့ဒီလိုကွဲမှအပဲလွတ်တယ်ဗျာဒီလိုမှမကွဲလို့မိမမြင်မိမသိလေးပဲထောက်ရက်သာစင်တော့ဒကမမြင်ဒကမသိတယ်ချောတာမြင်ချောတာသိဒကာမြင်ဒကာသိလေးပဲသာရက်စင်ကြတော့အဲ့ဒီလိုသာမြင်ရင်ယုံနာကွဲလို့လားတဲ့မကွဲဘူးအဲ့ဒီလိုမြင်လို့အဲ့ဒီလိုသာသိပြီဆိုရင်ကိုချိုးနေပြီလားမှတ်တော့စိတ်သာချတော့အဲ့တော့ဒကာတော်မပြအခုပါခန္ဓာကရှာလိုက်တဲ့အချိန်ကယုံနာကွဲဖို့ယုံနာကွဲပြီးတော့ဘာဖြစ်လာလဲတဲ့ခန္ဓာအိတ်သဘောတရားကိုမြင်လာဘယ်လိုမြင်လာလဲနာအိတ်သဘောတရားဘယ်လိုလဲဝေဒနာဒီနာပါလားသူသိလာတဲ့အချိန်ကကြတော့ဝေဒနာဒီနာမယ်ဓာတ်ကြီးလေးပါကလည်းတင်းတဲ့သဘောတောင်းတဲ့သဘောထုံတဲ့သဘောအောင့်တဲ့သဘောတွေစိတ်တွေဖြစ်ပြနေတဲ့စိတ်ဓာတ်သင်္ခါရတွေပါလားဘယ်လိုစိတ်တွေဖြစ်နေငါအတိတ်ကလားမသိခဲ့တုန်းကဖြစ်တာရှိတာကတော့ဝေဒနာဒီနာမယ်ရုပ်ဝေဒနာဖောက်ပြန်တဲ့ရုပ်ဝေဒနာပါလားဝေဒနာဒီနာပါလားနာဣသဘောဘာလို့တတ်တယ်လဲနာဣသဘောခံစားပြီးပြက်တဲ့သဘောအဲ့ဒီလိုသိလိုက်တော့အတိတ်ကာလတုန်းက
ငါသိလာတဲ့အသိတွေကဝေဒနာဘောကနေပြီးတော့စိတ်ဓာတ်သင်္ခါရတွေဖြစ်ပြနေတဲ့စိတ်တွေဖြစ်ပြနေတာတင်တာပေါ်တင်တယ်လို့သိတဲ့စိတ်တောက်တာပေါ်တော့တောက်တယ်လို့သိတဲ့စိတ်ထုံတာပေါ်တော့ထုံတယ်လို့သိတဲ့စိတ်အောင့်တာပေါ်တော့အောင့်တယ်လို့သိတဲ့စိတ်ကြိုက်တာပေါ်တော့ကြိုက်တယ်လို့သိတဲ့စိတ်ကြက်တာပေါ်တော့ကြက်တယ်လို့သိတဲ့စိတ်ချွေးတွေယိုကြလာတာပေါ်တော့ချွေးတွေယိုကြလာတာသိတဲ့စိတ်ပူတာပေါ်တော့ပူတယ်လို့သိတဲ့စိတ်အေးတာပေါ်တော့အေးတယ်လို့သိတဲ့စိတ်လှုပ်တာပေါ်တော့လှုပ်တယ်လို့သိတဲ့စိတ်မူးတာပေါ်တော့မူးတယ်လို့သိတဲ့စိတ်စိတ်ဓာတ်သင်္ခါရဖြစ်ပြနေတဲ့မရှိတဲ့စိတ်တွေပါလားလို့ဒီလိုသိတာရှိတဲ့စိတ်ကိုငါအတိတ်ကတော့မသိခဲ့မရှိတဲ့စိတ်တွေကိုဖြစ်ပြနေတဲ့စိတ်ဓာတ်သင်္ခါရတွေဖြစ်ပြနေတဲ့စိတ်တွေပါဖောက်ပြန်နေတဲ့စိတ်တွေပါလားမရှိတဲ့စိတ်တွေပါလားရှိတဲ့သဘာဝစိတ်ကဘာစိတ်လဲဖောက်ပြန်တဲ့ရုပ်ဝေဒနာသည်နာဤလက်နာဤသဘောနာဤသဘောကဘာလဲသူသဘောဘာလောက်တာတလဲနာဤလက္ခဏာကဘာလောက်တာတလဲဒုက္ခရဲ့ဒုက္ခရဲ့ခံစားတဲ့သဘောတရားသာရှိပါလားဆိုတော့ဟောရုပ်ဝေဒနာဘောကဓာတ်ကြီးလေးပါဘောကနေပြီးတော့ရှုလိုက်တဲ့အချိန်ခါမှာတင်းတယ်လည်းမရှုတော့ဘူးတောင်းတယ်လည်းမရှုတော့ဘူးဖောက်ပြန်တဲ့ရုပ်ဝေဒနာပါလားဆိုတော့ဖောက်ပြန်တဲ့သဘောကိုသိလိုက်တာကရုပ်ကိုပိုင်းခြားသိလိုက်တဲ့စိတ်ကလေးဖောက်ပြန်တဲ့ရုပ်ကိုသိလိုက်တာဖောက်ပြန်တဲ့သဘောလေးကိုသိလိုက်တာရုပ်ကိုပိုင်းခြားတဲ့သိတဲ့စိတ်နောက်စိတ်ကလေးကဝေဒနာကိုသိလိုက်တာနာမ်ကိုပိုင်းခြားသိလိုက်တဲ့စိတ်အဲ့ဒီနာမ်ရုပ်ကိုဖောက်ပြန်တဲ့သဘောရဲ့ဖောက်ပြန်တဲ့ရုပ်ဝေဒနာကိုနာမ်ရုပ်ကိုတွဲပြီးသိလိုက်တဲ့စိတ်နာမ်ရုပ်တွဲသိလိုက်တဲ့စိတ်ကနေပြီးအဲ့ဒီနာမ်ရုပ်ကိုခြေခံတော့မယ်လက်လွှတ်တော့မယ်ဝေဒနာသည်ဖောက်ပြန်တဲ့ရုပ်ဝေဒနာသည်နာမ်ရဲဆိုတော့အဲ့ဒီရုပ်နာနာပါခြေကနေလိုက်ပြီဝေဒနာနာမ်စိတ်ကိုပြတ်သွားစိတ်ကလေးနာမ်စိတ်ဖြစ်သွားနာမ်စိတ်ကနေပြီးတော့အဲ့ဒီနာမ်စိတ်ကိုနာမ်ကိုခန္ဓာ၅ပါးဖြစ်နာမ်ခန္ဓာ၅ပါးကနေလွတ်လို့ကျွတ်လိုက်တော့အဲ့ဒီနာမ်ကနေပြီးတော့နာဣသဘောဘာလို့တတ်တယ်လဲသူသဘောကခံစားပြီးပြက်တဲ့သဘောတရားသာမြင်ညလက္ခဏာပဲလို့သိဆုံးသွားနာဖြစ်ပြဆုံးနာဖြစ်ပြဆုံးတော့ခန္ဓာကိုယ်ကရှာလိုက်တဲ့အချိန်ခါမှာတင်းတာလည်းမရှိတော့ဘူးတောင်းတာလည်းမရှိတော့ဘူးထုံတာလည်းမရှိတော့ဘူးအောင့်တာလည်းမရှိတော့ဘူးတင်းတာပေါ်လဲခံစားပြီးပြက်တဲ့သဘောတောင်းတာပေါ်လဲခံစားပြီးပြက်တဲ့သဘောထုံတာပေါ်လဲခံစားပြီးပြက်တဲ့သဘောအောင့်လာတာပေါ်လဲခံစားပြီးပြက်တဲ့သဘောကြိုက်လာတာပေါ်လဲခံစားပြီးပြက်တဲ့သဘောကြက်လာတာပေါ်လဲခံစားပြီးပြက်တဲ့သဘောချွေးရီယိုကြလာတာပေါ်လဲခံစားပြီးပြက်တဲ့သဘောပူတာပေါ်လဲခံစားပြီးပြက်တဲ့သဘောအေးတာပေါ်လဲခံစားပြီးပြက်တဲ့သဘောလှုပ်တာပေါ်လဲခံစားပြီးပြက်တဲ့သဘောတွန်းတာပေါ်လဲခံစားပြီးပြက်တဲ့သဘောရားတာပေါ်လဲခံစားပြီးပြက်တဲ့သဘောစိတ်ဓာတ်သင်္ခါရတွေချုပ်ဖို့မရှိတဲ့စိတ်တွေချုပ်ပြီးရှိတဲ့စိတ်ကလေးပြစ္ဆုတ်ပံပေါ်လာတဲ့ယုံနာကိုခံစားပြီးပြက်တဲ့သဘောတရားလေးသာမြင်ညလက္ခဏာဒါပဲရှိတော့စိတ်ဓာတ်သင်္ခါရဝေဒနာတဏှာမရှိတော့ဘူးဝေဒနာမှာစိတ်ဓာတ်သင်္ခါရမရှိတော့ဘူးဝေဒနာလွတ်သွားပြီဘုရားကအဝိဇ္ဇာတဏှာဥပါဒံဘဝဇာတိဘုရားဟောအဲ့တော့ဝေဒနာဘောကနေပြီးတော့တင်းနဲ့တောက်နဲ့ထုံနဲ့ကျင်းနဲ့ပူနဲ့အေးနဲ့လှုပ်နဲ့ရွာတဲ့အပယ်လေးပါသွားမဲ့ကံနေမရှိတော့ဘူးຢာကဒေါသမောဟဆိုတဲ့စိတ်တွေမဖြစ်တော့ဘူးအဲ့ဒီဝေဒနာဘောကနေပြီးအပယ်ကိုလိမ့်ကြမယ်ငမိုးရိတ်ထဲကိုလိမ့်ကြအောင်မယ်ဘာကြောင့်လဲဝေဒနာမှာလောဘစိတ်ဝေဒနာမှာမခံစားခြင်းနဲ့ဒေါသစိတ်အဲ့ဒီစိတ်တွေဖြစ်ပြီးဆိုရင်ကိုယ်ကျိုးနေကြပြီလားမပမာရိရှိအောင်လုပ်ရင်လုပ်ကြမလုပ်လို့ရှိရင်ဖြင့်ဝေဒနာပေါ်မှာစိတ်ဓာတ်သင်္ခါရတွေဖြစ်ပြနေတဲ့စိတ်တွေဟာဖြင့်အမလီလှေတွေသင်္ဘောတွေနဲ့တင်းလို့မကုန်နိုင်ဘူးအဲ့ဒီတော့ဝေဒနာပေါ်ကနေပြီးစိတ်တွေဖြစ်ပြနေတဲ့စိတ်တွေချုပ်ကုန်ဘယ်စိတ်တွေချုပ်ကုန်လဲတဲ့စိတ်ဓာတ်သင်္ခါရပရိစ္ဆသမုပ္ပါလဲနေတဲ့စိတ်တွေချုပ်ကုန်ပရိစ္ဆသမုပ္ပါလွတ်သွားပြီဘယ်လိုလွတ်သွားလဲတဲ့ဝေဒနာတဏှာဥပါဒံဘဝဇာတိဝေဒနာဘောကနေပြီးတော့ဘာဖြစ်နေလဲတဲ့ဝေဒနာတဏှာမကူတော့ဝေဒနာတဏှာကိုရင်ဥပါဒံဖြစ်မယ်ဥပါဒံဖြစ်ရင်ဘဝရရင်ဇာတိဖြစ်မယ်အဲ့တော့ဝေဒနာဘောကနေပြီးတော့နာဣလက္ခဏာခံစားပြီးပြက်တဲ့သဘောတရားလေးပြစ္ဆုတ်ပံခံစားပြီးပြက်တဲ့သဘောတရားလေးဒါပဲသိတော့အစ္ဆတသဏ္ဍာန်ကမဟာဗုဒ္ဓကြီးလေးပါးဘောကနေပြီးတော့ခံစားပြီးပြက်တယ်ဆိုတော့စိတ်ဓာတ်သင်္ခါရချုပ်အစ္ဆတသဏ္ဍာန်ကစိတ်ဓာတ်သင်္ခါရချုပ်သွားတော့တဲ့ဗိဓာကြပြန်တော့လဲတဲ့စိတ်ဓာတ်သင်္ခါရချုပ်ပြန်ဘယ်လိုကြောင့်ချုပ်တယ်လဲတဲ့နာဣလက္ခဏာရသွားပြီနာဣလက္ခဏာကိုခံစားပြီးပြက်တဲ့သဘောတရားလေးကိုဧကောဓမောတစ်ခုတည်းနဲ့တည်သွားတော့မျက်စိတကားနားတကားနှာခေါင်းတကားပါးစပ်တကား6ပေါက်အာယုံ6ပါးအာယုံ5အာယုံ6နဲ့တက်ခဲ့လိုက်တဲ့အချိန်ကနာဣလက္ခဏာဒါမှရှိတော့ဘယ်လိုလဲတဲ့စိတ်ဓာတ်သင်္ခါရတွေမရှိဘူးဘယ်လိုဖြစ်တယ်လဲ
အစင်းတစ်ခုပေါ်မှာလဲနာဤလက္ခဏာခံစားပြီးပြည့်တဲ့သဘောအသံနဲ့နာနဲ့ထိမှန်လိုက်တဲ့အချိန်ကလည်းခံစားပြီးပြည့်တဲ့သဘောတစ်ခုတည်းစိတ်တစ်ခုတည်းဖြစ်အနတ်ရုပ်ပေါ်လာပြန်တော့နှာခေါင်းနဲ့အနတ်နဲ့ထိမှန်လိုက်တဲ့အချိန်ကလည်းအနတ်ရုပ်ပေါ်မှာခံစားပြီးပြည့်တဲ့သဘောလျှာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ကရတာဤရုပ်ပေါ်မှာခံစားပြီးပြည့်တဲ့သဘောအတွေ့ရုပ်ပေါ်မှာလည်းခံစားပြီးပြည့်တဲ့သဘောဓမ္မဤရုပ်ပေါ်မှာလည်းခံစားပြီးပြည့်တဲ့သဘောတကား6ပါးကအာယုံ6ပါးခံစားပြီးပြည့်တဲ့သဘောပဲဘယ်ဒါပဲရှိတော့တို့ဧကောဓမောလို့ဘုရားဟောထားတာဟုတ်ဧကောဓမောလက္ခဏာတစ်ပါးတည်သွားနာဣလက္ခဏာတစ်ပါးကိုခံစားပြီးပြည့်တဲ့သဘောတရားတစ်ခုတည်းရှိတော့ရှိတော့မျက်စိဘောက်ကနေပြီးတော့မျက်စိကလည်းစိတ်ဓာတ်သင်္ခါရမရှိတဲ့စိတ်တွေမရှိတော့မရှိတဲ့စိတ်တွေချုပ်ကုန်ရှိတဲ့ပြစ္ဆုတ်ပံကပြစ္ဆုတ်ပံပေါ်လာတဲ့ယုံနာကခံစားပြီးပြည့်တဲ့သဘောတရားလေးဒီစိတ်တည်းရှိတော့မျက်စိဘောက်ကလည်းစိတ်ဓာတ်သင်္ခါရချုပ်ဘယ်စိတ်တွေလဲတဲ့စိတ်ဓာတ်သင်္ခါရအပယ်လေးပါသွားတဲ့ကံတွေကိုမျက်စိဘောက်ကမိမမြင်လို့မိမသိတဲ့စိတ်ယောက်ျားမြင်လို့ယောက်ျားသိတဲ့စိတ်ချောတာလေးမြင်တော့ချောတယ်လို့သိတဲ့စိတ်လှတာမြင်တော့လှတယ်လို့သိတဲ့စိတ်ရှည်တာမြင်တော့ရှည်တာသိတဲ့စိတ်တိုးတာမြင်တော့တိုးတယ်သိတဲ့စိတ်ဝတာမြင်တော့ဝတာသိတဲ့စိတ်မဲတာမြင်တော့မဲတယ်သိတဲ့စိတ်ခွေးကိုမြင်တော့ခွေးကိုသိတဲ့စိတ်ဝက်ကိုမြင်တော့ဝက်ကိုသိတဲ့စိတ်ကြက်ကိုမြင်တော့ကြက်ကိုသိတဲ့စိတ်ရေကိုမြင်တော့ရေကိုသိတဲ့စိတ်နွားကိုမြင်တော့နွားကိုသိတဲ့စိတ်စိတ်ကိုမြင်တော့စိတ်ကိုသိတဲ့စိတ်ကြောက်စင်းတို့ဖရာကြီးမြင်တော့ကြောက်စင်းတို့ဖရာကြီးသိတဲ့စိတ်ဘုံကြီးမြင်တော့ဘုံကြီးသိတဲ့စိတ်အဲ့ဒီစိတ်တွေမရှိတော့အဲ့ဒါစိတ်တခါတည်းအဲ့ဒါအပေသွားမဲ့ကံနေအဲ့ဒီအပေသွားမဲ့စိတ်တွေအဲ့ဒီလိုစိတ်တွေချုပ်ကုန်ဘယ်လိုရှိလဲပြစ္ဆုတ်ပံအကြောင်းအားလျော်စွာတက်ကြိုက်တိုင်းခံစားပြီးပြည့်တဲ့သဘောတရားသာမြင်ညလက္ခဏာဒါပဲရှိတော့ပြစ္ဆုတ်ပံတက်ကြိုက်တိုင်းနာဣလက္ခဏာဘုရားဟောထားတယ်နာဣလက္ခဏာယုတ်ဣလက္ခဏာအတုပါဣလက္ခဏာဥပဇင်းတို့လည်းအတိတ်ကမသိခဲ့ပါဘူးအမေအဖေတွေသင်ပေးထားတဲ့လက္ခဏာအနိစ္စဒုက္ခပရိတလုံးချလိုက်အနိစ္စပရိတလုံးချလိုက်ဒုက္ခပရိတလုံးချလိုက်အနတ္တအဲ့ဒီအိုးခွဲအနိစ္စပကံခွဲအနိစ္စခလုတ်တိုက်လို့နာလို့ဒုက္ခလူသေးလို့အနတ္တဒီဟာတွေပဲသိခဲ့ဖယားကြိုက်တဲ့လက္ခဏာသဘာဝလက္ခဏာသုံးပါးကိုမသိခဲ့နာဣလက္ခဏာသဘာဝကိုလည်းမသိဘူးယုတ်ဣလက္ခဏာသဘာဝကိုလည်းမသိခဲ့အတုပါဣလက္ခဏာသဘာဝကိုလည်းမသိခဲ့ဖယားကြိုက်တဲ့လက္ခဏာကိုမသိခဲ့အိုးခွဲလက္ခဏာပကံခွဲလက္ခဏာအဲ့ဒါပဲသိခဲ့ဦးစင်းသိခဲ့တာပြောတာတော့သူများသိတာတော့မသိပါဘူးဒါကြောင့်မလို့အခုပြစ္ဆုတ်ပါပေါ်လာတဲ့အချိန်ခါကျတော့ခန္ဓာကိုရှားပြီးတော့သတိပဋ္ဌာန်တရား၄ပါးနဲ့လိုက်တဲ့အချိန်ခါကျတော့နာဣလက္ခဏာသဘာဝခံစားပြီးပြည့်တဲ့သဘောတရားလေးပြစ္ဆုတ်ပံတဲ့တဲ့လေးကိုဧကောဓမောတစ်ခုတည်းတည်သွားမျက်စိဘောက်ကလည်းဟောဘယ်လိုဖြစ်လာတဲ့သမာဝါယမသမာသတိသမာသမာဓိနာဘောက်ကလည်းသမာဝါယမသမာသတိသမာသမာဓိနှာခေါင်းဘောက်ကလည်းသမာဝါယမသမာသတိသမာသမာဓိလျှာဘောက်ကလည်းသမာဝါယမသမာသတိသမာသမာဓိကိုယ်ဘောက်ကလည်းသမာဝါယမသမာသတိသမာသမာဓိမနောဘောက်ကလည်းသမာဝါယမသမာသတိသမာသမာဓိသမာဓိသုံးပါးရသမာဝါယမသမာသတိသမာသမာဓိဆိုတာဘယ်လိုကြောင့်သမာဝါယမသမာသတိသမာသမာဓိလဲလို့စိတ်တွေကိုတခါပြန်ပြီးတော့သမာဝါယမစိတ်သမာသတိစိတ်သမာသမာဓိစိတ်စိတ်တွေကပြန်ခွဲအောင်မယ်ဟိုစားတယ်လို့ပြောလို့သမာဝါယမသမာသတိသမာသမာဓိလူတိုင်းသိတယ်ဒါကစိတ်တွေတခါပြန်ခွဲအောင်မယ်သမာဝါယမသမာသတိသမာသမာဓိစိတ်ဆိုတာဘယ်စိတ်လဲလို့မေးစရာအကြောင်းတရားရှိရသမာသတိသမာသမာဓိစိတ်ဆိုတာဘယ်စိတ်လဲလို့မေးစရာအကြောင်းတရားရှိရဧကောဓမောတစ်ခုတည်းတည်းကိုတည်တာလို့ဧကက္ခရာတည်နေဘယ်ဧကက္ခရာတည်နေတော့မျက်စိပေါက်တကား6ပေါက်ကအာရုံ6ပါဧကက္ခရာတည်နေတော့မျက်စိနဲ့အကြောင်းအားလျော်စွာတိုက်ခိုက်တဲ့သမာဝါယမသမာသတိသမာသမာဓိဆိုတာအကြောင်းအားလျော်စွာတိုက်ခိုက်တိုင်းဟာဘယ်ဟာကိုလဲအာယုံလေးပြုတ်လိုက်တာပဲအာယုံလေးပြုတ်လိုက်တာသမာသတိသမာဝါယမခေါ်တယ်အာယုံပြုတ်နေတာအသိမကင်းတော့ဘူးအသိတစ်လုံးအမြတ်ဆုံးရတာအသိမကင်းတော့ဘူးအကြောင်းအားလျော်စွာမျက်စိနဲ့အစင်းနဲ့တိုက်ခိုက်လိုက်မယ်အာယုံပြုတ်လိုက်တယ်အာယုံပြုတ်လိုက်တာပဲအသိမကင်းဘူးတကစောင့်ထားတော့တကစောင့်ထားလိုက်တယ်မျက်စိကနေပြီးသမာဝါယမဆိုတာအာယုံတိုက်ခိုက်လိုက်တဲ့ချိန်ကအာယုံလေးပြုတ်လိုက်တာသမာဝါယမစိတ်ရုပ်ချင်းထိခိုက်လိုက်တဲ့ချိန်ကသွားပြီးသိလိုက်တယ်နာဣခံစားတဲ့သဘောလေးကိုသိလိုက်နာမဲ့သိတယ်နာဣခံစားတဲ့သဘောလေးကိုသိလိုက်အဲ့ဒါပါလေတဲ့ခံစားတဲ့သဘောလေးကိုသိလိုက်တာသမာတတိခံစားတဲ့သဘောလေးအပြက်သဘောလေးကိုသိလိုက်တာကသမာသမာဓိဟောမျက်စိဘောက်ကသမာဝါယမသမာတတိသမာသမာဓိအဲ့စိတ်သုံးပါးရအဲ့စိတ်ရအဲ့ဒီတော့မျက်စိဘောက်ကနေပြီးတော့
မာဝါယမသမာတတိသမာသမာတိနားပေါက်ကလည်းသမာဝါယမသမာတတိသမာသမာတိအသိမကင်းတော့ဘူးမျက်စိပေါက်ကလည်းဟောဘာရလဲတဲ့ရင်သုံးရင်ရသွားဘယ်ရင်လဲတဲ့မနဲ့၅ပါးညာ၅ပါးအော်ဟဲ့ခိုးနေတဲ့ရင်မဟုတ်ဘူးမနဲ့၅ပါးညာ၅ပါးခုရင်ကဘယ်ဟာလဲတဲ့ရင်သုံးရင်ကသီလရင်သမာဓိရင်ပညာရင်သီလရင်ကဘာလဲတဲ့အိန္ဒြိယသံဝရသီလလုံသွားပြီဘာကြောင့်လုံတယ်လဲတဲ့အမှန်မြင်အမှန်သိလို့အရှိတစ်လုံးကိုအသိတစ်လုံးရသွားလို့အော်ဟဲ့ခိုးနေတဲ့၅ပါးသီလမျိုးမဟုတ်ဘူးအဲ့ဒီ၅ပါးကတော့အခုနောက်ပိတ်ဆုံးသာသနာကြံလိုက်အဲ့ဒီတော့တရား၆ပေါက်ကအာယုံ၆ပါးရင်သုံးရင်ရမျက်စိကလည်းသီလရင်ရသမာဓိရင်ရပညာရင်ရနားနဲ့အသာနဲ့ထိမှန်လိုက်တဲ့အချိန်ကအသံပေါ်မှာသီလရင်ရသမာဓိရင်ရပညာရင်ရနှာခေါင်းနဲ့အနာနဲ့ထိမှန်လိုက်တဲ့အချိန်ကအနရုပ်ပေါ်မှာသီလရင်ရသမာဓိရင်ရပညာရင်ရလျာနဲ့ရသာနဲ့စားလိုက်တဲ့အချိန်ကရသာဤရုပ်ပေါ်မှာသီလရင်ရသမာဓိရင်ရပညာရင်ရကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကအတွေ့ရုပ်ပေါ်မှာသီလရင်ရသမာဓိရင်ရပညာရင်ရမနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကသီလရင်ရသမာဓိရင်ရပညာရင်ရရင်သုံးရင်ဆိုတော့မဲခင်ချက်ပါပြောတာဗျာလောကုတ္တရာမဲခင်ဗျလောကီမဲခင်မဟုတ်ဘူးအဲ့ဒီလိုသီလရင်သမာဓိရင်ပညာရင်ဖြစ်တယ်သီလသမာဓိပညာပြည့်စုံတယ်အထုတချို့ပြောတယ်အဲ့ဒီလိုသီလသမာဓိပညာပြည့်စုံပြီဆိုလို့ရှိရဲ့တချို့ကမဟာသောတာပန်များ၅ပါးသီလမြဲတယ်အဲ့တော့သောတာပန်များဝိနည်းကိစ္စကိလေသာဆိုလားဘာဆိုလားပြောနေပြောတာရှိပါတယ်ဥပဇင်းကစာမတတ်လို့မခေါ်တော့ဘူးအဲ့တော့ပညာတတ်မှားတော့ခေါ်ရင်မှားတော့ရင်ဘွေမယူကြတယ်မိစ္ဆာဒိဋ္ဌိတော့ပြုတ်သွားပြီဘာကြောင့်လဲသမာဓိဋ္ဌိအမြင်အသိရသွားဘယ်လိုအမြင်အသိရသွားလဲတဲ့ပြစ္ဆုတ်ပံပေါ်လာတဲ့ယုံနာကိုနာအိလက္ခဏာခံစားပြီးပြည့်တဲ့သဘောတရားလေးကိုပြစ္ဆုတ်ပံတဲ့တယ်လေးနေတယ်အတိတ်လည်းမရှိတော့ဘူးအနာကလည်းမရှိဘူးပြစ္ဆုတ်ပံအမှန်မြင်အမှန်သိအဲ့တော့အတိတ်အနာကပြစ္ဆုတ်ပံကာလသုံးပါအတိတ်သံယောဇဉ်လည်းပယ်လိုက်ပြစ္ဆုတ်ပံသံယောဇဉ်လည်းပယ်လိုက်အနာကသံယောဇဉ်လည်းပယ်လိုက်ဘာကြောင့်ပယ်တယ်လဲတဲ့ပြစ္ဆုတ်ပံအကြောင်းအလျော်စွာတိုက်ခိုက်တိုင်းနာအိလက္ခဏာခံစားပြီးပြည့်တဲ့သဘောတရားလေးအပြည့်ဆုံးတဲ့သဘောလေးကိုသိနာကိုသိထားလို့နာပြည့်ဆုံးနေလို့စိတ်ဓာတ်သင်္ခါရတွေမရှိတော့ဘူးနာအိလက္ခဏာခံစားပြည့်ဒါပဲရှိတော့တယ်မိမမမြင်ယောက်ျားမမြင်ဘူးမိမမြင်ရင်သီလမလုံးဘူးယောက်ျားမြင်ရင်သီလမလုံးဘူးအဲ့တော့နာအိလက္ခဏာခံစားပြီးပြည့်တဲ့သဘောတရားလေးကိုဒါလေးကိုသိထားဒါလေးသိထားတော့အတိတ်ကိုလည်းမရှိတော့ဘူးအနာဂတ်လည်းမရှိတော့ဘူးပြစ္ဆုတ်ပံလည်းမရှိတော့ဘူးအတိတ်ကာလပြစ္ဆုတ်ပံကာလအနာဂတ်ကာလအတိတ်ယုံနာပြစ္ဆုတ်ပံယုံနာအနာဂတ်ယုံနာအတိတ်သံယောဇဉ်ပြစ္ဆုတ်ပံသံယောဇဉ်အနာဂတ်သံယောဇဉ်သုံးပါးပယ်ပြီးသားဖြစ်သွားဘာကြောင့်လဲတဲ့ပြစ္ဆုတ်ပံအကြောင်းအလျော်စွာတက်ခက်လိုက်တဲ့အချိန်ကခံစားပြီးပြည့်တဲ့သဘောတရားလေးကိုဒါလေးကိုရှိလို့အသံပေါ်မှာအစင်ပေါ်မှာလည်းခံစားပြီးပြည့်တဲ့သဘောသံယောဇဉ်သုံးပါးပယ်ပြီးသားအသံတစ်ခုပေါ်လာပြန်တယ်ခံစားပြီးပြည့်တဲ့သဘောအနံ့ပေါ်မှာလည်းခံစားပြီးပြည့်တဲ့သဘောသံယောဇဉ်သုံးပါးပယ်ပြီးသားအထုတလည်းလှုပ်ပြီးပယ်နေရတဲ့တရားမျိုးမဟုတ်ဘူးသောတာပန်ကြီးများအထုတလည်းလှုပ်ပြီးပယ်နေရတဲ့တရားမဟုတ်ဘူးပယ်ပြီးသားဖြစ်တယ်ခံစားပြီးပြည့်တဲ့သဘောတရားလေးပြစ္ဆုတ်ပံတဲ့တယ်လေးနေလို့အတိတ်လည်းမရှိဘူးအနာဂတ်လည်းမရှိဘူးပြစ္ဆုတ်ပံတဲ့တယ်လေးနေတာအဲ့ဒါကြောင့်မလို့သောတာပန်ကြီးဟာအတိတ်သံယောဇဉ်ပယ်ပြီးသားအနာဂတ်သံယောဇဉ်လည်းပယ်ပြီးသားပြစ္ဆုတ်ပံလည်းအမှန်မြင်အမှန်သိတယ်အဲ့ဒါကြောင့်မလို့သံယောဇဉ်သုံးပါပယ်ပြီးပဲကြောင့်ဒါကြောင့်မလို့သောတာပန်များအမှန်မြင်အမှန်သိနေပြီသမာဓိဋ္ဌိဉာဏ်ဆိုသမာဓိဋ္ဌိဉာဏ်သမာဓိဋ္ဌိမျက်စိခုနအတိတ်ကဟောလိုက်တာမိစ္ဆာဒိဋ္ဌိအမြင်မိစ္ဆာဒိဋ္ဌိအသိအခုဟောတာကသမာဓိဋ္ဌိအမြင်သမာဓိဋ္ဌိအသိအဲ့ဒီလိုသမာဓိဋ္ဌိအမြင်သမာဓိဋ္ဌိအသိကဘာလဲတဲ့ဘုရားကဟောထားတယ်ဘယ်လိုဟောထားလဲမြင်အပ်တဲ့တရားသိအပ်တဲ့တရားကြားအပ်တဲ့တရားသိအပ်တဲ့တရားနာအပ်တဲ့တရားသိအပ်တဲ့တရားစားအပ်တဲ့တရားသိအပ်တဲ့တရားထိအပ်တဲ့တရားသိအပ်တဲ့တရားတဲ့တကား6ပါးအာယုံ6ပါးမြင်ကောင်းတဲ့တရားမြင်ရမယ်တဲ့သိကောင်းတဲ့တရားသိရဘယ်လိုမြင်အပ်တဲ့တရားသိအပ်တဲ့တရားလဲမျက်စိနဲ့မြင်လိုက်တဲ့အချိန်ကနာအိလက္ခဏာခံစားတာမြင်လိုက်တဲ့ခံစားတာလေးသိလိုက်တယ်ကြားလိုက်တဲ့အချိန်ကမှလည်းအသံပေါ်မှာလည်းနာအိလက္ခဏာခံစားတာသိလိုက်တယ်ခံစားတာပြတ်တာလေးသဘောလေးသိလိုက်တယ်ဒါပဲရှိအဲ့ဒါအမှန်မြင်ခြင်းနဲ့အမှန်သိခြင်းနဲ့ဘုရားဟောအမှန်မြင်နေပြီအဲ့တော့တကား6ပေါက်ကအာယုံ6ပါးဟာဖြင့်မြင်လိုက်တဲ့အချိန်ခါမှာနာအိလက္ခဏာခံစားပြီးပြတ်တဲ့သဘောလေးပြစ္ဆုတ်ပံတဲ့တယ်လေးဖြစ်နေလို့ဧကောရမောတစ်ခုတည်းတည်သွားတယ်ဒါကြောင့်မလို့ဘုရားကဟောထားတယ်ဘယ်လိုဟောထားလဲတဲ့အရှိအသိတစ်လုံးအမြတ်ဆုံးတဲ့အသိ
အသိတစ်လုံးအမြတ်ဆုံးဆိုအသိမကင်းတော့မျက်စိပေါက်ကလည်းအသိမကင်းဘူးဘာကြောင့်လဲတဲ့သမာဝါယမသမာတတိသမာသမာဓိတကား6ပေါက်ကအာယုံ6ပါးတလဝံချထားတယ်ဘယ်တလဝံနေချထားလိုက်တဲ့ဘယ်တလဝံချသမာဝါယမသမာတတိသမာသမာဓိဆိုတဲ့တလဝံချလိုက်တယ်အဲ့ဒီတလဝံချလိုက်တော့ရင်သုံးရင်ရတာမျက်စိကလည်းသီလယံသမာဓိယံပညာယံသီလမဲ့ခင်ယံသမာဓိမဲ့ခင်ယံပညာမဲ့ခင်ယံမဲ့ခင်7ပါးမျက်မှောက်ပြုတ်အသင်းပေါ်မှာလည်းຢာကစိတ်ဒေါသစိတ်မရှိတော့ဘူးသီလသမာဓိပညာပြည့်စုံပြီနားပေါက်ကလည်းသီလသမာဓိပညာပြည့်စုံပြီနှာခေါင်းပေါက်ကလည်းသီလသမာဓိပညာပြည့်စုံပြီလျှာပေါက်ကလည်းသီလသမာဓိပညာပြည့်စုံပြီကိုယ်ပေါက်ကလည်းသီလသမာဓိပညာပြည့်စုံပြီမနောကလည်းသီလသမာဓိပညာပြည့်စုံပြီတကား6ပေါက်ကအာယုံ6ပါးဟာသီလသမာဓိပညာပြည့်စုံအဲ့ဒီပုဂ္ဂိုလ်မှ5ပါးသီလမြဲတယ်ဗျအဲ့ဒီ5ကြံလိုက်မယ်အခုနောက်ပိတ်ဆုံးစားတာဒီလိုမှအတို့ရှေ့ကပညာကထွက်တယ်မဟုတ်လားရက်တဲ့ကြငါတင်နေငါကြောင်စာကြံနေငါဖျားခဲ့မယ်တဲ့အခုဟောတာကသမာဓိဋ္ဌိဉာဏ်သမာဓိဋ္ဌိမျက်စိအဲ့ဒီငါကြံလိုက်မယ်ဗျ5ပါးသီလမြဲတာဘယ်5ပါးလဲတဲ့စိတ်အဓိသီလအဓိစိတ်တအဓိပညာတဲ့အဲ့တော့ဒီသီလသမာဓိပညာပြည့်စုံတဲ့ပုဂ္ဂိုလ်မှာ5ပါးသီလမြဲတယ်ဟိုအော်ဟစ်ခိုးနေတဲ့5ပါးမဟုတ်အဲ့တော့တရားဓမ္မများလဲအခုဒီညဖို့မှာသမာဓိဋ္ဌိအသိအမြတ်ဘုရားကဟောတာကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာဝေဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပါဒနာစိတ်တာသတိပဋ္ဌာန်စိတ်တာ ानु ပါဒနာဓမ္မသတိပဋ္ဌာန်ဓမ္မ ानु ပါဒနာတဲ့ဘုရားဟောတာသောတာပန်များဟာကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာဘယ်လိုကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာလဲတဲ့မြင်တာလေးကိုသိလိုက်တာကနာဤလက္ခဏာခံစားတဲ့သဘောလေးသိလိုက်တာကာယသတိပဋ္ဌာန်ခံစားတဲ့သဘောအပြက်ကလေးသိလိုက်တာကာယ ानु ပါဒနာနားနဲ့အသံနဲ့ကြားလိုက်တဲ့ချိန်ခါခံစားတဲ့သဘောလေးကိုသိလိုက်တာကာယသတိပဋ္ဌာန်ခံစားတဲ့သဘောလေးအပြက်ကလေးသဘောလေးသိလိုက်တာကာယ ानु ပါဒနာနှာခေါင်းနဲ့အနံနဲ့ထိမှန်လိုက်တဲ့ကအနံ့ပေါ်မှာခံစားတဲ့သဘောလေးသိလိုက်တာကာယသတိပဋ္ဌာန်ခံစားတဲ့သဘောအပြက်သဘောလေးသိလိုက်တာကာယ ानु ပါဒနာလျှာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ခါရတာဤရုပ်ပေါ်မှာခံစားတဲ့သဘောလေးသိလိုက်တာကာယသတိပဋ္ဌာန်ခံစားတဲ့သဘောအပြက်သဘောလေးသိလိုက်တာကာယ ानु ပါဒနာကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကအတွေ့ရုပ်ပေါ်မှာခံစားတဲ့သဘောလေးသိလိုက်တာကာယသတိပဋ္ဌာန်ခံစားတဲ့သဘောအပြက်သဘောလေးသိလိုက်တာကာယ ानु ပါဒနာမနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကဓမ္မရုပ်ပေါ်မှာနာဣလက္ခဏာခံစားတဲ့သဘောလေးသိလိုက်တာကာယသတိပဋ္ဌာန်ခံစားတဲ့သဘောအပြက်သဘောလေးသိလိုက်တာကာယ ानु ပါဒနာကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာသမထနဲ့ဝိပါဒနာတဲ့မျက်စိကနေပြီးတော့အစင်ပေါ်မှာနာဣလက္ခဏာခံစားတဲ့သဘောလေးကိုသိယုံသိလိုက်တာကသမထခံစားတဲ့သဘောအပြက်သဘောလေးသိလိုက်တာကဝိပါဒနာနားနဲ့အသံနဲ့ကြားလိုက်တဲ့အချိန်ကအသံရုပ်ပေါ်မှာခံစားတဲ့သဘောလေးကိုသိလိုက်တာကသမထခံစားတဲ့သဘောအပြက်သဘောလေးသိလိုက်တာကဝိပါဒနာနှာခေါင်းနဲ့အနံနဲ့ထိမှန်လိုက်တဲ့အချိန်ကအနံ့ရုပ်ပေါ်မှာခံစားတဲ့သဘောလေးသိလိုက်တာသမထခံစားတဲ့သဘောအပြက်သဘောလေးသိလိုက်တာကဝိပါဒနာလျှာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ကရတာဤရုပ်ပေါ်မှာခံစားတဲ့သဘောလေးသိလိုက်တာကသမထခံစားတဲ့သဘောအပြက်သဘောလေးသိလိုက်တာကဝိပါဒနာကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကအတွေ့ရုပ်ပေါ်မှာခံစားတဲ့သဘောလေးသိလိုက်တာသမထခံစားတဲ့သဘောအပြက်သဘောလေးသိလိုက်တာကဝိပါဒနာမနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကဓမ္မရုပ်ပေါ်မှာခံစားတဲ့သဘောလေးသိလိုက်တာကသမထခံစားတဲ့သဘောအပြက်သဘောလေးဝိပါဒနာကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာသမထနဲ့ဝိပါဒနာသမာဓိပညာမျက်စိပေါက်ကလည်းနာဣလက္ခဏာအစဉ်တစ်ခုပေါ်မှာမပြောင်းမလွှဲပဲနဲ့စိတ်တစ်ခုတည်းတီးကြီးပြီးတော့မပြောင်းမလွှဲပဲဧကခရာတီးကြီးနေတာသမာဓိနာဣလက္ခဏာခံစားတဲ့သဘောလေးသိလိုက်တာကသမာဓိခံစားတဲ့သဘောလေးချုပ်သွားတဲ့အပြည့်ဆုံးသွားတဲ့သဘောလေးသိလိုက်တာကဝိဇ္ဇာပညာနားနဲ့အသံနဲ့ကြားလိုက်တဲ့အချိန်ကအသံဣရုပ်ပေါ်မှာခံစားတဲ့သဘောလေးသိလိုက်တာကမပြောင်းမလွှဲပဲနဲ့ဒီတစ်ခုတည်းဖြစ်ခံစားတဲ့သဘောလေးသိလိုက်တာကသမာဓိခံစားတဲ့သဘောအပြည့်သဘောလေးဆုံးတဲ့သဘောလေးသိလိုက်တာကဝိဇ္ဇာပညာနှာခေါင်းနဲ့အနံနဲ့ထိမှန်လိုက်တဲ့အချိန်ကအနံ့ရုပ်ပေါ်မှာခံစားတဲ့သဘောတရားလေးသိလိုက်တာသမာဓိခံစားတဲ့သဘောအပြည့်သဘောလေးဆုံးသွားတဲ့သဘောလေးသိလိုက်တာဝိဇ္ဇာပညာလျှာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ကရတာဤရုပ်ပေါ်မှာခံစားတဲ့သဘောလေးသိလိုက်တာကသမာဓိ
ခံစားတဲ့သဘောအပြည့်သဘောလေးဆုံးတဲ့သဘောလေးသိလိုက်တာကဝိဇ္ဇာပညာကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ခါအတွေ့ရုပ်ပေါ်မှာခံစားတဲ့သဘောလေးသိလိုက်တာကသမာဓိခံစားတဲ့အပြည့်သဘောလေးဆုံးတဲ့သဘောလေးသိလိုက်တာကဝိဇ္ဇာပညာမနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါခံစားတဲ့သဘောလေးသိလိုက်တာကသမာဓိခံစားတဲ့သဘောအပြည့်သဘောလေးဆုံးတဲ့သဘောလေးသိလိုက်တာကဝိဇ္ဇာပညာတကား6ပေါက်ကအာယုံ6ပါးမျက်စိပေါက်ကလည်းကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာသမထနဲ့ဝိပါဒနာသမာဓိပညာနာနဲ့အသနဲ့ထိမှန်လိုက်တဲ့အချိန်ကလည်းကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာသမထနဲ့ဝိပါဒနာသမာဓိပညာနှာခေါင်းနဲ့အနန္တချိန်ကကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာသမထနဲ့ဝိပါဒနာသမာဓိပညာလျာနဲ့ယတာနဲ့စားလိုက်တဲ့အချိန်ကလည်းကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာသမထနဲ့ဝိပါဒနာသမာဓိနဲ့ပညာကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာသမထနဲ့ဝိပါဒနာသမာဓိနဲ့ပညာမနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာသမထနဲ့ဝိပါဒနာသမာဓိပညာအဲ့ဒါသောတာပန်မြတ်သောတာပန်စိတ်ပြီးဟောနေတာဗျာအဲ့ဒါစာတွေကဟောတာမဟုတ်ဘူးစာလို့လည်းမသိဘူးဗျာယာသာနုဘဝါတော့ဖတ်တတ်ဘူးအဲ့တော့တရားဓမ္မများလှုပ်ရင်ရမယ်မလှုပ်ဖဲနဲ့မနေနဲ့တော့မလှုပ်ဖဲနဲ့နေတဲ့ပုံကိုကြတော့သမီးနဲ့သားနဲ့ပြောနေရင်တော့ရေစုံမျောပြီအဲ့တော့တရားဓမ္မများသမာဓိဋ္ဌိအမြင့်အသိအမြင်ဟောကြားဆုံးမဩဝါဒပေးရတဲ့အကျိုးအာနိသင်ကြောင့်အခုဥက္ကလာပမြောက်ပိုင်းကတရားဓမ္မဒီယောဂီပုဂ္ဂိုလ်အပေါင်းမနုဿတ္တဒုံလဘရခဲ့သောတရားလူရဲလို့ဖြစ်တဲ့ချိန်ခါဓမ္မယတနာတွေနဲ့ပွင့်လင်းတဲ့အချိန်ခါမြတ်စွာဘုရားသာသနာတော်ကြီးနဲ့မိတဲ့အချိန်ခါသမထဝိပဿနာတရားကျင့်ညာအားထုတ်နိုင်ကြပြီးအတိတ်ကလာတုန်းကမိစ္ဆာဒိဋ္ဌိအမြင်အသိတွေချီးနှင်းကြပြီးတော့အခုပြစ္ဆုတ်ပံကာလသမာဓိဋ္ဌိညာသမာဓိဋ္ဌိမျက်စိဓမ္မစက်ခုံးကြီးပွင့်ပြီးသောတာပန်ကြီးတွေသရဂန်ကြီးတွေအနာဂန်ကြီးတွေအရဟတမေအရဟတဖို့ရနိုင်တဲ့ကိုပြည့်နိုင်ရပါစေကုန်တော်သတည်း